ခွန်အားကြီးမားတဲ့ဂေါ်ရီလာကြီးတစ်ကောင်ဟာလင်းရုံတိုက်ခဲကဥတလုံးကိုလူယူဖို့စူးစမ်းနေခဲ့ပါတယ်။ဘလောက်ပဲအားဆိုင်ပြီးလှမ်းယူလက်လမ်းမမီပဲနည်းနည်းလေးပဲလူနေခဲ့တာပါ။အားရှိသမျှတုံပြီးလှမ်းယူတော့မဲ့အချိန်မှာပဲလင်းရုံမကြီးကရုတ်တရက်ပေါ်လာပြီးဒေါသတကြီးနဲ့အပေါ်ကနေထိုးတုတ်ချလိုက်ပါတော့တယ်။အရှင်ကင်းပြင်းနဲ့အတိုက်ခံလိုက်ရတာကြောင့်ဒီဂေါ်ရီလာကြီးဟာမီတာ1000လောက်ရှိတဲ့အမြင့်ကနေအောက်ကိုအရှင်ဟုန်နဲ့တိုးကျသွားခဲ့ပါတယ်။ကံကောင်းချင်တော့ကွန်ကရစ်တရားကြီးတစ်ခုပေါ်ကျသွားလို့အရှင်တည်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်အဲ့ဒီကွန်ကရစ်ကြားကြီးကရုတ်တရက်အကွဲသွားပြီးဂေါ်ရီလာကြီးဟာအရင်ကထက်တောင်ပုံမြန်တဲ့အရှိန်နဲ့ဆက်ကျသွားခဲ့ပြန်ပါတယ်။အောက်ခြေမမြင်ရတဲ့6နှစ်ကြီးတဲ့ကိုရှော့ချနေတော့မှသူကသူ့ရဲ့အဖော်တွေကိုအသေးအတန်အကူအညီလမ်းတောင်းခဲ့ပါတယ်။ဒါပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။ဆူဆူဝါဝါအော်ဟစ်တန်နဲ့အတူသူဟာမျက်စိရှိတင်ပျောက်ကွယ်သွားခဲ့ပါတယ်။သူ့ဖော်တွေက6ကမ်းပါအဆုံးကိုအပြေးလွှားသွားကြည့်လိုက်တဲ့အခါမှာတော့နိုအာဟာကျိုးတမြင်နဲ့လေထဲမှာတွဲလောင်းခုနေတာကိုတွေ့လိုက်ရပါတယ်။မဖြစ်နိုင်တာတွေကိုကြောဖြတ်ပြီးသူအသက်ရှင်နေခဲ့တယ်လို့ပို့ပြီးအံ့ဩဖို့ကောင်းတာကသူ့လက်ထဲမှာလင်းယုံဘူးတစ်လုံးကိုရင်းနှင်းစုပ်ကင်ထားရပဲဖြစ်ပါတယ်။ဒီလိုတေဘေးကနေတီတီလေးလွတ်မြောက်လာပြီးနောက်မှာတော့ဂေါ်ရီလာ3ကောင်ဟာသူတို့ရလာတဲ့ဆူလန်နဲ့အတူရိုးနယ်ဆူစီကိုချက်ချင်းပြန်ဖို့ပြင်ဆင်ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့မြင်းတွေစီရောက်မှာတော့တောအုပ်ခဲကနေထူးဆန်းတဲ့အရေးတစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ဂေါ်ရီလာမကြီးကသူ့လက်ထဲကခဲလုံးနဲ့ချက်ချင်းပဲလှမ်းပေါက်လိုက်ပါတယ်။တစ်ပင်တွေကြားထဲကနေအော်တန်တစ်ခုဟိမ့်ထွက်လာခဲ့ပါတယ်။ဂေါ်ရီလာ3ကောင်လည်းအဲ့ဒီအရေးနောက်ကိုချက်ချင်းလိုက်သွားကြပါတယ်။လှိုင်ကူဝကိုရောက်တဲ့အခါမှာတော့တက်ကိုင်းမှာချိတ်နေတဲ့တွေးဆိုးနေတဲ့အိတ်ခေါ်စားတစ်ခုကလွယ်လို့ဘာမှမတွေ့ရပါဘူး။သူတို့တွေအထဲဝင်ပြီးစစ်ဆေးဖို့လုပ်နေတော့မှပဲလှိုင်ကူထဲကနေကြောက်စရာကောင်းတဲ့ဟိန်းဟောက်တန်ကြီးထွက်ပေါ်လာပါတယ်။ကြောက်လန့်သွားတဲ့ဂေါ်ရီလာ3ကောင်ဟာနောက်ကိုယ်တောင်ပြန်မကြည့်ပဲအမြန်ထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီညမှာနိုအာတယောက်မျိုးနယ်စုစီတင်ရောက်တဲ့အခါမှာတော့တေရွာလုံးမီဟုံးဟုံးတောက်နေတာကိုပဲတွေ့လိုက်ရပါတော့တယ်